စနေမောင်မောင်ပါဝင်သောစနေမောင်မောင်၏စွန်စားကံများကိုရေးသားထားသောပထမဆုံးစာအုပ်တင်မောပေါ်တွင်အရေးကြီးသည့်အခါ၌အသုံးပြုသောအုပ်ဩဇာများထွက်ပေါ်လာသဖြင့်စနေမောင်မောင်နှင့်ကျွန်ုပ်တို့သည်အခန်းပြင်ပထွက်ကြည့်စုံစမ်းရာတင်မောကပတိန်မှဟာရီကိန်းလေနီကျန်းသည်နာယီဝက်အတွင်းဖြစ်ပေါ်လာနိုင်သည်ဟုသိရလေ၏မှန်ပေ၏အကြမီချိန်တွင်မှပင်ကျွန်ုပ်တို့စီးနှင်းလိုက်ပါလာသောတင်မောသည်မုံတိုင်းတံကိုအလူအလဲခံနေရပြီဖြစ်၏တင်မောသည်မုံတိုင်းတံကိုများစွာခံနိုင်ရည်မရှိဘဲအချိန်အနည်းငယ်အတွင်းမှပင်နစ်မြုပ်သွားလေတော့၏စနေမောင်မောင်နှင့်ကျွန်ုပ်တို့မှမူအသက်ကယ်လှေပေါ်သို့ရောက်ရှိသွားကြပြီဖြစ်၏ကျွန်ုပ်တို့ရောက်ရှိပြီးမရှိမနှောင်းမှပင်မကိုမာလေးတဦးသည်ကလေးငယ်တဦးကိုဖတ်၍အသက်ကယ်လှေပေါ်သို့ရောက်ရှိလာပြန်လေ၏အသက်ကယ်လှေ၏ထုံးစံမှာလူ6ယောက်သာလျှင်စီးရ၏6ယောက်တက်ဖို့လျှင်မဲလေးချပြီးကန်ဆိုးသူကိုဆင်ခိုင်းရ၏မစင်းလျင်တင်မောသားသည်တနတ်နှင့်ပြစ်ပိုင်ခွင့်ရှိ၏မကိုမာလေးနှင့်ကလေးမှမူလူ6ယောက်ပြည့်ပြီးမှရောက်လာသောကြောင့်တင်မောသားမှဆင်ခိုင်းရမစင်းသဖြင့်တနတ်ဖြင့်ပြစ်ခတ်မည်ပြုအပ်ဆဲဆဲတွင်စနေမောင်မောင်သည်မကိုမာလေးတို့သားမိကိုစားသူစင်းမည်ဖြစ်ကြောင်းပြောဆိုကာချက်ချင်းပင်ပင်ကလာပင်လယ်အော်အတွင်းသို့ခုံဆင်းသွားလေတော့၏ကျွန်ုပ်သည်လည်းဆရာဖြစ်သူစနေမောင်မောင်မရှိတော့သဖြင့်သူဝနာပေါ်တကပရပိုက်ကျန်းကြီးအားစနေမောင်မောင်နှင့်မြုပ်သွားရာနေရာသို့လှမ်း၍ပြစ်ပေါက်ချလိုက်လေတော့၏မိုးလေငိမ့်သက်သွားသောအခါတွင်မကိုမာလေးသည်စနေမောင်မောင်ကိုပြန်ရှာပေးရန်တင်မောသားအားတိုက်တွန်းပြောဆိုလေ၏တို့ရာတွင်အကြောင်းထူးမြည်ကမဟုတ်တော့ပေထို့ကြောင့်လက်လျှော့လိုက်ကြရလေတော့၏မကိုမာလေးသည်လမ်းတစ်လျှောက်၌စနေမောင်မောင်အကြောင်းစုံကိုကျွန်ုပ်ထံတွင်ဖြေစေတွင်းကြမေးမြန်းကလိုက်ပါလာလေ၏နောက်ဆုံးခွဲခွာကန်ဤတွင်မကိုမာလေးသည်ထူဆန်းသောဤစကားတစ်ခုကိုပြောဆိုခဲ့လေတော့သည်တပတ်သားအတွက်အသက်ဆုံးပြီးအနည်းနာခံနိုင်လောက်အောင်တတိကောင်းတဲ့ယောက်ျားမျိုးကိုလင်းယောက်ျားတော်လိုက်စမ်းချင်ပါပြီရှင်ဟူ၍ဖြစ်သည်ကျွန်ုပ်ဒီစနေမောင်မောင်နဲ့ခွဲခွာခဲ့ရပြီးနောက်ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာခဲ့လေ၏ပြန်ရောက်သည့်အချိန်မှစ၍ကျွန်ုပ်သည်စနေကိုင်းသားခေါ်နှစ်ပေါင်း2000ကျော်မှဆင်းသက်လာခဲ့သည့်တောနိတေပကိုင်းသားများ၏ချိန်ချောက်မှုနှင့်အတူ၎င်းတို့ပိုင်ဆိုင်သည့်သူဝနာပေါ်တကကျန်းစာအုပ်ကြီးကိုပါပြန်လည်တောင်းခံခြင်းကိုရင်ဆိုင်ကြုံတွေ့ခဲ့ရလေတော့၏ထိုအတော်အတွင်းကျွန်ုပ်ထံသို့စကကြီးစကကျဲပြောတတ်သလောက်လွန်စွာဟန်များသည့်ဂျိုကာဟုအမည်ရသောလူပုကလေးတို့သည်ထမင်းချက်အလုပ်ကိုလာရောက်လျှောက်ထားခဲ့သေး၏တို့ရာတွင်ကျွန်ုပ်သည်စနေကိုင်းသားတို့၏ဘေးရန်ကြောင့်အစားအသောက်နှင့်ပတ်သက်ပြီးစိတ်ပါဝင်စားမှုအားနည်းနေခြင်းဖြစ်သောကြောင့်ထိုလူပုကလေးအားအလုပ်ခံထားဖြစ်ခဲ့ခြင်းမရှိခဲ့ပါစနေကိုင်းသားများသည်၎င်းတို့၏ကျန်းစာအုပ်ကြီးကိုပြန်မရပါကကျွန်ုပ်၏အသက်ကိုလောက်ကျန်တပ်ဖြတ်ရန်အတွက်စိုင်းပြင်းနေကြပြီဖြစ်၏ထို့ကြောင့်ကျွန်ုပ်သည်၎င်းတို့၏ဘေးရန်မှလွတ်ကင်းစေရန်အတွက်မြန်မာပြည်အနှံ့သို့လှည့်လည်ရှောင်ပုန်းနေရလေ၏တို့ရာတွင်မြည်သည့်အရက်သို့ရောက်သည်ဖြစ်စေ၎င်းတို့သည်ကျွန်ုပ်၏ခြေရာကိုအနက်ခံမိစပြဲဖြစ်၏ကျွန်ုပ်သည်ရှောင်းတိန်ပြေးလွှားရင်းစုဆောင်းထားသမျှသောငွေကြေးများလည်းကုန်ခန်းလာခဲ့ပြီဖြစ်၏နောက်ဆုံးလက်ထက်တွင်ငွေ20ကျပ်မျှသာကျန်ရှိသောအဖြစ်သို့ဆိုက်ရောက်လာခဲ့၏ထိုအချိန်၌ကျွန်ုပ်သည်ဖြစ်လိုရာဖြစ်တော်ဟုသဘောပိုက်ကရန်ကုန်မြို့သို့ပြန်လာခဲ့လေတော့သည်တနေ့တ၌ကျွန်ုပ်သည်တာမွေဈေးဘက်စီသို့စိတ်ပြက်လက်ပြက်နှင့်လမ်းလျှောက်ထွက်ခဲ့လေ၏အိတ်ကတ်ထဲတွင်လည်းငွေ6မူးသာကျန်တော်သောအခြေအနေကိုဆိုက်ရောက်ခဲ့ပြီဖြစ်၏ကျွန်ုပ်သည်ပိုက်စာလောင်လာသောကြောင့်အစားအစာတစ်ခုခုကိုစားတော့ရန်ဘေးပတ်ဝန်းကျင်သို့လှည့်ပတ်ကြည့်ရှုလိုက်သောအခါအောင်ဒဇင်လက်ဖက်ရည်ဆိုင်ဟုစိုက်ဘုတ်တက်ထားသောဆိုင်ကလေးတစ်ဆိုင်ကိုတွေ့မြင်ရသည်ဖြစ်ရာဆိုင်အတွင်းသို့ဝင်ရောက်၍လက်ဖက်ရည်တစ်ခွက်နှင့်ပဲမုတ်တစ်ခုကိုမှားယူစားတော့လေတော့၏ထိုချိန်၌မှာပင်ဆိုင်အတွင်းသို့လူ2ဦးရောက်ရှိလာပြီးကျွန်ုပ်၏ရှေ့ခုံလွတ်နှလုံးတွင်ဝင်ရောက်ထိုင်ကာ၎င်းတို့အချင်းချင်းစကားများကိုပြောဆိုနေကြလေတော့၏၎င်းတို့ပြောသောစကားများထဲတွင်လက်ရှိလုပ်ကိုင်နေသောလုပ်ငန်းများအကြောင်းသွားနေကြဖြစ်သောဓမ္မရခိတတို့လည်းမရောက်ဖြစ်ကြောင်းထိုနေရာသို့လူထူးလူဆန်းတဦးလည်းရောက်ရှိနေကြောင်းစနေမောင်မောင်ဟုအမည်ရကြောင်းစသဖြင့်ပြောဆိုနေကြလေသည်ကိုကြားလိုက်မိလေရာကျွန်ုပ်သည်ထခုန်မိမတက်ဝမ်းသာသွားလေတော့၏ကျွန်ုပ်သည်